အခုကျွန်တော်နောက်အကားတော့တိုက်ထားဖြစ်ပါတယ်ဆိုတော့တိုက်ထားတဲ့ကားကိုကျွန်တော်တို့ဒီစင်မော်တင်ပြီးတော့ဒီကရိန်းနေနဲ့ပြန်ဆွဲပြီးတော့ပြင်နေရဖြစ်ပါတယ်ဆိုတော့အဲ့လိုပြင်ပြီးွားပြီဆိုရင်တော့ဘာပြက်လဲပေါ့နော်ဆိုတော့အင်ဂျင်တွေရေတိုင်ကြီးတွေပေါ့နော်ပြင်မှာဖြစ်ပါတယ်ကဲခုလိုပြက်တာတွေပြင်ပြီးွားပြီဆိုရင်တော့ save မှုတ်မှာဖြစ်ပါတယ်ဆိုတော့ save ကိုလည်းဒီပေါင်းကန်းထဲမှာတေချာမှုတ်မှာဖြစ်ပါတယ်မှုတ်လို့မှုတ်ထားမှမသိအောင်ပြင်လို့ပြင်ထားမှမသိအောင်ပြန်ပြီးတော့ save မှုတ်မှာဖြစ်ပါတယ်ပြီးွားရင်တော့ detailing ပေါ့နော်ဒီ polish ကိုမှတကယ်အနုစိတ် detailing ကိုလုပ်မှာဖြစ်ပါတယ်ဆိုတော့အဲ့လို one stop service ပေါ့နော်အစကနေဟိုအဆုံးထိကိုလုံးလို့ရတဲ့နေရာတနေရာကိုကျွန်တော်ရောက်နေဖြစ်ပါတယ်ဆိုတော့အဲ့မှာဘာတွေ service ရှိလဲဆိုတော့ကျွန်တော်ဒီနေ့လိုက်ပြမှာဖြစ်ပါတယ်ခုရောက်နေတဲ့နေရာကတော့ auto service ကိုရောက်နေဖြစ်ပါတယ်ဆိုတော့ခုနပြထားတယ်ပေါ့နော်တိုက်ကားကနေစပြီးတော့အခုဒီကျွန်တော်ရောက်နေတဲ့ဒီ detailing cam ပေါ့နော်ဟို polish ကားတစ်စီးကိုတေချာအနုစိတ် polish တိုက်တဲ့အဆင့်ထိပေါ့နော်လုံးဝတနေရာထဲမှာ one stop service ကုန်ရမယ့်ဆိုင်ပဲဖြစ်ပါတယ်ဆိုတော့ဒီဆိုင်ကလည်းမကြသေးမီကအသစ်ဖွင့်လာတဲ့ဆိုင်ပဲဖြစ်ပါတယ်ဆိုင်ကဘာမှရှိလဲဆိုရင်တော့ဒီမြောက်ကလာအဝိုင်းနဲ့ပေါ့နော်ကြောက်ရည်တွင်တရားအစင်နာဒီဘောကပလာလမ်းမပေါ်မှာရှိပါတယ်ဆိုတော့ Facebook မှာလည်း auto service ဆိုပြီးတော့ page ရှိပါတယ်so Google Map မှာလည်း auto service ဆိုပြီးရိုက်လိုက်မယ်ဆိုရင်တော့ location ပေါ်လာမှာဖြစ်ပါတယ်ဆိုတော့အသေးစိတ်ကိုတေချာသိချင်ရင်တော့ကျွန်တော်အောက်မှာဖုန်းနံပါတ်လေးကိုပြောပြထားပါတယ်ဆိုတော့အဲ့ဒီဖုန်းနံပါတ်လေးကိုဆက်သွယ်ပြီးတော့စုံစမ်းလို့လည်းရပါတယ်ကဲအဲ့တော့ဘာ service တွေရှိလဲဆက်ကြည့်လိုက်ရအောင်ကဲခုဆိုရင်တော့ပြက်တာတွေပြင်နေရဖြစ်ပါတယ်ဒီမှာဘာပဲပြက်ပြက်ပဲပေါ့နော် engine ပဲပြက်ပြက် gear box ပဲပြက်ပြက်ပြီးတော့ suspension shock ဘာပဲပြက်ပြက်အောက်ပိုင်းပဲဖြစ်ဖြစ်ပေါ့နော်အကုန်လုံးပြင်လို့ရပါတယ်ဆိုတော့ပြင်နေဆိုရင်လည်းဒီကားကိုလာထားမှာပေါ့နော်ဆိုတော့ဒီမှာကဒီကားလာထားကြလည်းမလိုပါဘူးပေါ့နော် service ရှိပါတယ်ဆိုတော့အိမ်ကိုဖုန်းဆက်လိုက်ပြီးဆိုတော့လည်းဒီအိမ်ကိုကားလာယူပေးပါတယ်ဆိုတော့ပြင်ပြီးွားပြီဆိုရင်လည်းကားကိုပြန်ပို့ပေးတဲ့ service လည်းရှိပါတယ်ဒီ service ပေးရပေါ့နော်ဝန်ထမ်းတွေကစုစုပေါင်းအယောက်40လောက်ရှိပါတယ်အများကြီးပါဆိုတော့ဒီဟာကလည်းခုဒါတော့ဒီမှာပေါ်မှာပဲလောက်တာပေါ့နော်ဒီကားကိုမြှောက်ပြီးလောက်တဲ့စင်တွေလည်း6ခုတောင်ရှိပါတယ်ဆိုတော့ဟိုဘက်မှာဖြစ်ပါတယ်ဆိုတော့ကဘယ်လိုပြောမလဲဝန်ထမ်းတွေကလည်းအများကြီးပေါ့နော်ဆိုတော့ကားတွေကျွန်တော်ထင်တယ်ကားတွေကုန်ပြည့်နေအောင်မှဘယ်လိုပြောမလဲနိုင်နေနေရှိမဲ့ပုံစံပေါက်ပါတယ်ဒါကဘာလို့ဆိုတော့လူဝန်ထမ်းတွေကတထုံများလို့ဖြစ်ပါတယ်40 50လောက်ရှိရပေါ့နော် range ကကဲဆိုတော့ဒီဟာပြင်ပြီးွားပြီဆိုရင်တော့လောက်ရမှာတော့ safe မှုတ်ရမှာဖြစ်ပါတယ်ကဲခုရောက်နေတဲ့နေရာတော့ဒါ safe မှုတ်တဲ့ပေါင်းကန်းကြီးပဲဖြစ်ပါတယ်ဆိုတော့ဒီခန်းထဲမှာပေါင်းကန်းဆိုတဲ့အတိုင်းပဲပေါ့နော်ဝင်လာတဲ့ block ပူသွားပေါ့နော်ဆိုတော့ safe ကိုလုံးဝသေချာမှုတ်မှာဖြစ်ပါတယ်ဆိုတော့ဘယ်လိုလဲဆိုတော့ခုကားဖြစ်တဲ့ကားပေါ့နော်သူစိတ်ကုတ်ရှိရလေကုတ်ကိုရပြီဆိုရင်လည်းကျွန်တော်တို့မှာစိတ်ဆက်တဲ့အခန်းရှိပါတယ်ဆိုတော့စိတ်ဆက်တဲ့အခန်းမှာတော့သေချာဆက်ပြီးတော့ရလိုက်ပြီဆိုရင်တော့ဒီခန်းထဲမှာ share မှုတ်မှာပေါ့နော်ဆိုတော့စိတ်မှုတ်တဲ့အခန်းကကျွန်တော်ကြည့်ရအခုကြည့်တဲ့ပုံစံသိမလားကင်မရာထဲမှာပေါ်တဲ့ပုံစံလုံးဝတကယ်ဟိုMTV လေ MTV K-pop တို့ဘာလို့ MTV ရိုက်တဲ့ပုံစံနဲ့တောင်တူသေးတယ်ကဲခုဆေးကတော့မှုတ်လို့မှုတ်ထားမှမသိအောင်တော့သေချာကိုမှုတ်မှာဖြစ်ပါတယ်ကဲတော့ပြီးရင်လို့ရှိရင်တော့ဒီစိတ်မှုတ်ပြီးွားကြီးအလုံးပြီးွားကြီးဆိုရင်တော့ detailing ပေါ့နော်လုံးဝအနုစိတ်သေချာကားကို polish တိုက်မှာဖြစ်ပါတယ်ဒါတော့ waiting room ဖြစ်ပါတယ်ဆိုတော့ကားတွေအခုအောက်မှာ service ပေးနေတဲ့အချိန်မှာပေါ့နော်ပုံမှာ AC aircon နဲ့ထိုင်စောင့်လို့ရပါတယ်ဆိုတော့ wifi လည်းသုံးလို့ရပါတယ်ပြီးတော့ထူးခြားတခုကသူကမမခောက်ဆွဲပြုတ်တွေပါပေးတာပေါ့နော်ဆိုတော့ခောက်ဆွဲပြုတ်ရှိရ coffee ရှိရဆိုတော့ပုံမှန်ဆိုရင်တော့ဒါရေကိုကာကူလာတွေကတော့ထားပေးတာပေါ့နော်ဆိုတော့ခောက်ဆွဲပြုတ်တွေပါရှိပါတယ်ပြီးတော့လည်းလုံးဝဘားပုံစံလေးနဲ့ပေါ့နော်သူကဖုန်းအားသွင်းလို့ရတဲ့ plug box တွေရောလုံးဝတေချာစီစဉ်ပေးတာပါတယ်ဆိုတော့ဒီမှာလုံးဝ AC ထိုင်စောင့်လို့ရပါတယ်ပြီးတော့ဒီဘေးမှာလည်းဆိုတော့ Christmas tree လှကြီးနေပေါ့နော်ဆိုတော့ကဲအားလုံးအခုက Christmas လည်းနီးလာပြီဆိုတော့ကဲမှာရေးရတဲ့အတိုင်းပဲအားလုံး Merry Christmas ပါကဲခုကားတစ်စီးကိုပြင်ပြီးွားပြီဆိုရင်တော့တကယ်ကိုလမ်းဝအောင်ရုပ်ထွက်အောင်လုပ်ရမယ့်အချိန်ရောက်လာပါပြီဆိုတော့ဒီခန်းထဲမှာဆိုတော့ဒီ package တွေအမျိုးမျိုးပေါ့နော် light polish ရှိမယ် standard polish ရှိမယ်ပြီးတော့ premium ပေါ့နော်ဒီကိုယူတဲ့ package ပုံမူတည်ပြီးတော့သူကဒီ engine ကန်းဆေးရတွေရောဒီကားရဲ့အတွင်းကန်းပိုးတက်တာတွေရောပေါ့နော်သူ service တွေအများကြီးရနိုင်ပါတယ်ပြီးတော့ဒီ1 year coating တို့2 year coating တို့3 year coating တို့ပေါ့နော် coating ကိုလည်းဒီကိုဘယ် service ဘယ် package ကိုကြိုက်လဲပေါ့နော်ဆိုတော့မူတည်ပြီးတော့လုံးဝကားကိုလုံးဝလမ်းနေအောင်လုပ်လို့လည်းရပါသေးတယ်ဆိုရင်တော့ဒါကတော့လာလုံးဝ fine တဲ့အခန်းပဲဖြစ်ပါတယ်ဆိုတော့ဒီ service တွေအကုန်လုံး all the one stop service ပေါ့နော်အခုရှင်းပြရတဲ့အကုန်လုံးကလည်းပြီးသွားပြီဆိုတော့ဒါအဆုံးပဲကဲတော့ဒီ auto service ကိုလာခြင်းတော့ဒီမြောက်ကလာဝိုင်းနဲ့ကြောက်ရည်တွင်တရားအစင်ဘောကပလာလမ်းမပေါ်မှာရှိပါတယ်အခုဖော်ပြတဲ့ဖုန်းနံပါတ်လေးကိုဆက်သွယ်ပြီးတော့လာလို့ရပါပြီကဲတော့အဆုံးထိကြည့်ပြီလို့ကျေးဇူးတင်ပါတယ်